လင်မယားနှစ်ယောက်ပိုင်ဆိုင်တဲ့မြေကိုတယောက်တည်းသဘောနဲ့ရောင်းချခွင့်ရှိလားအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လင်မယားနှစ်ဦးပိုင်တဲ့မြေကိုလင်ယောက်ျားသဘောမတူဘူးဆိုလို့ရှိရင်တဦးရဲ့သဘောနဲ့ရောင်းချခွင့်ရှိသလားမရှိဘူးလားဆိုတဲ့အကြောင်းကိုဥပဒေဘူးသူတအနေနဲ့ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်လင်းနဲ့မယားတို့ကမိမိတို့နှစ်ဦးပိုင်ပစ္စည်းကိုနှစ်ဦးသဘောတူမယ်ဆိုလို့ရှိရင်ရောင်းချတာတွေပေါင်နှံတာလွှဲပြောင်းတာတွေဒါတွေကိုပြုလုပ်ခွင့်ရှိပါတယ်လင်းရဖြစ်စေမယားကဖြစ်စေကိုယ့်ရဲ့သဘောဆန္ဒနဲ့အထင်ရှားမဟုတ်ပေမဲ့เนาะအဓိပ္ပာယ်တက်ရောက်တဲ့သဘောတူညီချက်ကိုရမယ်ဆိုရင်လည်းနှစ်ဦးပိုင်ပစ္စည်းကိုလွှဲပြောင်းရောင်းချပိုင်ခွင့်ရှိပါတယ်ဒါပေမဲ့ဒီလင်မယားနှစ်ယောက်ထဲကမှတယောက်ကဒီကြံတယောက်ကသဘောတူညီချက်ကိုမရရှိဘူးဆိုရင်တော့ဒီလင်မယားနှစ်ဦးပိုင်ပစ္စည်းကနေပြီးတော့ဒီသဘောမတူတဲ့သူရဲ့အကျိုးခံစား권ကိုလွှဲပြောင်းရောင်းချခြင်းမပြုနိုင်ပါဘူးဒါကြောင့်မလို့လင်မယားနှစ်ဦးပိုင်တဲ့မြေကိုလင်ယောက်ျားသဘောမတူဘူးဆိုရင်ကိုတဦးရဲ့သဘောဆန္ဒနဲ့ရောင်းချ권မရှိဘူးဆိုတဲ့အကြောင်းကိုဥပဒေဘူးသူတအနေနဲ့ဆွေးနွေးပေးလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်